လူဘဝမှာဒုက္ခဆိုတာရွေးချယ်ရတာဒုက္ခဆိုတာမရှောင်နိုင်ဘူးဒါပေမဲ့ဘယ်လိုဒုက္ခခံစားမလဲဆိုတာကတော့ရွေးချယ်နိုင်ပါတယ်လူတိုင်းမှာပြဿနာရှိတယ်ချမ်းသာသူမှာလည်းပြဿနာရှိတယ်ဆင်းရဲသူမှာလည်းပြဿနာရှိတယ်ကျမ်းမာသူမှာလည်းပြဿနာရှိတယ်နေမကောင်းသူမှာလည်းပြဿနာရှိတယ်လူတစ်ယောက်မှာပြဿနာမရှိတာကမဖြစ်နိုင်ဘူးဥပမာကိုယ်မှာပတ်စံမရှိရင်ပတ်စံဘယ်လိုရှာရမလဲဆိုတဲ့ပြဿနာရှိတယ်ပတ်စံများလာရင်ဒီပတ်စံကိုဘယ်လိုစီမံရမလဲဘယ်လိုထိန်းသိမ်းရမလဲဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတဲ့ပြဿနာတွေပေါ်လာတယ်ရည်စားမရှိရင်ရည်စားဘယ်လိုရှာရမလဲဆိုတဲ့ပြဿနာရှိတယ်ရည်စားရရင် relationship တစ်ခုဘယ်လိုအကောင်းဆုံးတည်ဆောက်ရမလဲသူနဲ့အဆင်မပြေတဲ့အခါဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ပြဿနာတွေပေါ်လာတယ်အလုပ်မရှိရင်အလုပ်ဘယ်လိုရှာရမလဲဆိုတဲ့ပြဿနာရှိတယ်အလုပ်ရလိုက်ရင်အလုပ်မှာဘယ်လိုအဆင်ပြေအောင်နေရမလဲအလုပ်ရှင်လုပ်ဖို့ကိုင်းဘက်တွေနဲ့ဘယ်လိုကောင်းကောင်းဆက်ဆံရမလဲဆိုတဲ့ပြဿနာတွေပေါ်လာတယ်ပြောလို့တာကလူဘဝဆိုတာပြဿနာမရှိတဲ့အခြေအနေတစ်ခုကိုရောက်ရဖို့မဟုတ်ဘူးပြဿနာတစ်ခုအဆင်ပြေသွားရင်နောက်တစ်ခုပေါ်လာမယ်ဒါကတော့သဘာဝပဲအဲ့ဒါကြောင့်မေးရမယ့်မိကွန်းကပြဿနာမရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာမဟုတ်ဘူးဘယ်လိုပြဿနာမျိုးတွေကိုကြုံကျင်လဲဘယ်လိုဒုက္ခမျိုးခံကျင်လဲဆိုတာပဲဘဝကိုပိုကောင်းစေချင်တယ်ဆိုရင်ပြဿနာတွေကိုရှောင်မပြေးနဲ့ပိုကောင်းတဲ့ပြဿနာတွေကိုရွေးချယ်ဖို့လိုတယ်ဥပမာစာရေးဆရာဖြစ်ချင်တယ်ဆိုပါတော့စာရေးဆရာရဲ့ပြဿနာတွေကဘာတွေလဲရေးဆရာစိတ်ကူမရတာရေးထားတဲ့စာတွေကိုလူတွေမဖတ်တာစာရေးပြီးတော့ဝင်ဝင်မရတာဝေဖန်ခံရတာအမြင်မတူသူတွေစီကဆဲဆုပ်ခံရတာစတဲ့ပြဿနာတွေဒီပြဿနာတွေကိုရင်ဆိုင်ခံစားဖို့အဆင်သင့်ရှိတယ်ဆိုရင်စာရေးဆရာဖြစ်လို့ရတယ်အဲ့လိုအဆင်သင့်မရှိရင်မဖြစ်ဘူးလုပ်ငန်းပိုင်ရှင်ဖြစ်ချင်တယ်ဆိုပါတော့လုပ်ငန်းပိုင်ရှင်ရဲ့ပြဿနာတွေကဘာတွေလဲပတ်စံရင်းနှီးမြှုပ်နှံပြီးလုံးဝပြန်မရနိုင်တာဝန်ထမ်းတွေကိုတာဝန်ယူရတာဈေးကွက်ပြိုင်ဆိုင်မှုကိုရင်ဆိုင်ရတာဘူဟာရတွေပြောင်းလဲမှုအတိုင်းလိုက်ပြောင်းလဲနေရတာစတဲ့ပြဿနာတွေပေါ့ဒီပြဿနာတွေကိုရင်ဆိုင်ခံစားဖို့အဆင်သင့်ရှိတယ်ဆိုရင်လုပ်ငန်းပိုင်ရှင်ဖြစ်လို့ရတယ်မရှိရင်မဖြစ်ဘူးတချို့လူတွေကခုလိုခက်ခဲတဲ့အချိန်မှာအခြားသူတွေကိုကူညီတယ်မတရားမှုတွေကိုလက်မခံဘူးမမျှတတဲ့စနစ်တွေကိုပြောင်းလဲဖို့ကြိုးစားတယ်ဒါတွေကိုလုပ်တဲ့အခါသူတို့ကိုယ်တိုင်လည်းဒုက္ခခံရတယ်ဒါပေမဲ့သူတို့ကအဲ့ဒုက္ခကိုရွေးချယ်ခံစားခဲ့တာပဲအဲ့ဒုက္ခကတန်ဖိုးရှိတဲ့ဒုက္ခဖြစ်တယ်လို့သူတို့ကယုံကြည်တယ်နောက်တချို့လူတွေကတော့အလုံးမရှိရင်တနေ့ကောင်အိတ်နေတယ်ပတ်ဝန်းကျင်ကဘာဖြစ်နေလဲယူမဆိုင်ဘူးသူများကူညီစရာရှိလဲလုံးမပေးဘူးဒါပေမဲ့သူတို့လည်းဒုက္ခရှိတယ်အတိတ်ပဲမရှိတဲ့ဘဝရဲ့ဒုက္ခကိုကိုမလေးစားနိုင်တဲ့ဒုက္ခတွေပေါ့နေ့စဉ်ဘဝမှာလည်းကြည်ကြည်စာကြက်တာခက်ခဲတယ်ပင်ပန်းတယ်ဒါပေမဲ့မကြက်ရင်ဆောင်ဝဲကြတာလည်းဒုက္ခခံရတယ်ကိုကျမ်းမာရေးဂရုစိုက်ဖို့လေ့ကျင့်ခန်းလုပ်တာပင်ပန်းတယ်ဒါပေမဲ့မလုပ်ရင်ကျမ်းမာရေးမကောင်းဖြစ်တာကလည်းဒုက္ခခံရတယ်ကိုမေးရမယ့်မိကုံးကဘယ်လိုဒုက္ခမှမခံစားပဲနေရမလဲဆိုတာမဟုတ်ဘယ်လိုဒုက္ခမျိုးခံကြံလဲဆိုတာပဲတန်ဖိုးရှိတဲ့ဒုက္ခကိုရွေးချယ်ခံစားမလားတန်ဖိုးမရှိတဲ့ဒုက္ခကိုခံစားမလားစာကျက်တဲ့ဒုက္ခကိုခံစားမလားစာမေးပွဲကြတဲ့ဒုက္ခကိုခံစားမလားလေ့ကျင့်ခန်းလုပ်တဲ့ဒုက္ခကိုခံစားမလားကျမ်းမာရေးမကောင်းဖြစ်တဲ့ဒုက္ခကိုခံစားမလားသူများကိုကူညီပေးတဲ့ဒုက္ခကိုခံစားမလားကိုမလေးစားနိုင်တဲ့ဒုက္ခကိုခံစားမလားခုလိုခက်ခဲတဲ့အချိန်မှာတော်တော်များများဘယ်တော့မှပုံမှန်ပြန်ဖြစ်မလဲလို့စောင့်နေကြတယ်ဒါပေမဲ့အမှန်ကတော့ပုံမှန်ဆိုတာမရှိဘူးအမြဲပြောင်းလဲနေတယ်အမြဲပြဿနာတွေရှိနေတယ်ပြဿနာမရှိတဲ့ဘဝကိုစောင့်မနေပါနဲ့အဲ့လိုဘဝဆိုတာရှိလာမှာမဟုတ်ဘူးဒါထက်ဘယ်လိုပြဿနာမျိုးဖြေရှင်းခြင်းလဲဘယ်လိုဒုက္ခမျိုးတော့ရင်ဆိုင်ခြင်းလဲဆိုတာသိချစွာရွေးချယ်ဖို့ပါပဲတန်ဖိုးရှိတဲ့ဒုက္ခကိုရွေးချယ်ကိုယ်တိုးတက်သွားခြင်းပြဿနာတွေကိုရွေးချယ်ဒါမှဘဝအထိပ်ပဲရှိလာမယ်လူဘဝမှာဒုက္ခဆိုတာရွေးချယ်ရတာပါပဲ